ကိုကင်းဒီလာမှာကြိုးစိုးပါရရှင်ဒီနေ့တပူတီအဆက်ချက်နီးလေးချက်ပြမှာဖြစ်ပါတယ်ချက်နီးလေးကလည်းအရန်ကိုလွယ်ကူပြီးတော့အမင်းစားမိန်စေတဲ့ဟင်းလေးတစ်ခွက်ပါရှင်ပဇွန်လေးနဲ့ထည့်ချက်မှာဖြစ်တဲ့အတွက်ကြောင့်ပဇွန်ကိုရေဆေးသန့်စင်ပေးထားတယ်ရတာလေးစနေမယ်စားလေးနဲ့ငယ်ထည့်တယ်ချက်သားမုတ်ထည့်တယ်စနွေးမုတ်လေးထည့်တယ်အသားလေးကိုရတာလေးတွေဝင်သွားအောင်လို့နေပေးထားပါမယ်နော်ကဲဒီမှာပါရှင်တပူတီလေး၃လုံးပါနော်ကဲစပြီးတော့ချက်ပါမယ်ရှင်ပဇွန်လေးကိုစပြီးတော့စီတက်ပေးမယ်နော်စီယိုးလေးတင်မယ်စီဆူလာပြီးဆိုတာနဲ့ကျသွန်ဖြူနေထောင်းလာတာလေးထည့်ပြီးတော့စီသက်ပေးမယ်စနွေးမုတ်လေးနည်းငယ်ထည့်ပါတယ်အဆက်ချက်ဖြစ်တဲ့အတွက်ကြောင့်ငုတ်သီးစိမ်းလေးထောင်းပြီးတော့ထည့်ပေးပါတယ်နော်ရောင်လေးလာဖို့အတွက်ရောင်တင်မုတ်လေးနည်းငယ်ထည့်ပါတယ်ပြီးရင်အားလုံးကိုသမသွားအောင်လို့မှွေပေးမယ်နော်အရသာအတွက်ကတော့ငါးငပြာရည်လေးတစ်စုံထည့်ပေးပါတယ်အနံ့လေးတွေမှွေးလာပြီးဆိုရင်စောနနယ်ထားတဲ့ပဇွန်လေးထည့်ပြီးတော့ချက်ပေးပါမယ်ပဇွန်လေးတွေကျက်သွားအောင်လို့ဖုံးလေးအုပ်ပြီးတော့ခဏချက်ပေးထားပါမယ်ရှင်ကဲစောနတပူတီ၃လုံးကိုအခွန်လေးခွာပေးထားတယ်ပြီးတာနဲ့သူ့ကိုနေတော်စိုက်ကလေးတွေလှိဖြတ်ပေးထားမယ်နော်ပဇွန်လေးတွေကအခုလိုစီပြန်လာပြီးတော့အနံ့လေးမှွေးလာပြီးဆိုရင်တော့သူ့ကိုအမတဝက်ခွဲပြီးတော့ဖယ်ထားတယ်နော်ပဇွန်ရမ်းများနေတဲ့အတွက်ကြောင့်ပါဆောနာလီထားတဲ့သပူသီးလေးတွေကိုထည့်ပြီးတော့ချက်ပေးမှာဖြစ်ပါတယ်ရှင်သပူသီးလေးတွေနူးသွားအောင်လို့ရေလေးထည့်ပြီးတော့ချက်ပေးမယ်နော်ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ရတာလေးလိုသလိုထပ်ထည့်မယ်နော်ကြက်သားမုန့်နဲ့စားလေးနဲ့ငယ်ထပ်ထည့်ပါတယ်ရှင်ကဲပွက်ဆူလာပြီဆိုရင်တော့ရတာလေးမြည်ကြည့်မယ်အနေတော်ပဲဆိုတော့ရပါပြီရှင်အနံ့လေးကလည်းမှုေးတယ်အရန်လဲစားကောင်းတယ်တပူသီးအဆက်ချက်ကလေးရပါပြီရှင်